ပိဋကသုံးပုံကိုအနှစ်ချုပ်လိုက်လို့ရှိရင်ဘောဓိပက္ခိယတရား39ပါးရတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်လို့ရှိရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်အဲ့ဒီသိက္ခာ3ပါးကိုအနှစ်ချုပ်လို့ရှိရင်အပ္ပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်တဲ့ဒီလိုစကားလေးတွေကိုကျွမ်းကျင်ထားရမယ်နော်ပိဋကသုံးပုံကိုအနှစ်ချုပ်ရင်ဘာရတယ်ဘောဓိပက္ခိယတရား39ပါးရတယ်ဘောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်လို့ရှိရင်မဂ္ဂင်10ပါးရတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်အသုံးအနှုန်းလေးတွေလည်းမှတ်နော်နေသဒုက္ခအနတ္တကိုဘယ်လိုသုံးတော့လက္ခဏာရေး3ပါးလို့ဟောနော်သီလသမာဓိပညာကိုသိက္ခာ3ပါးလို့သုံးအဲ့ဒီသိက္ခာ3ပါးကိုအနှစ်ချုပ်ရင်ဘာရအပ္ပမဒါဆိုတဲ့တတိတရားတစ်ခုရတယ်တဲ့